မင်္ဂလာပါအခုကျွန်တော်ရှေ့မှာရှိနေတဲ့ကောင်လေးကတော့ကျွန်တော်လမ်းမတွေပေါ်မှာကြီးလိုက်မယ်ဆိုရင်600 800 1000နေနဲ့ရှင်ပြီးဖြုတ်နေတဲ့ကောင်ဟွန်နာလီကျွန်တော်125 cc အဆွဲ၄ချောင်းနဲ့ပါတဲ့ကောင်လေးအဲ့ဒါဆိုတော့ကျွန်တော်တို့ဆိုင်မှာ2စီးရှိမယ်ကျွန်တော်တို့အမဲချောင်းနဲ့ကောင်လေးတစ်စီးရယ်ပြီးရင်ကျွန်တော်တို့ဒီအခုကျွန်တော်ရှေ့မှာမြင်နေရတဲ့အဖြူမဗျာကျွန်တော်တို့အမဲအောင်လိုင်းရဲနဲ့ဖောက်ထားတဲ့ကောင်လေးဒီ2စီးကတော့ကျွန်တော်တို့ဆိုင်မှာရှိမယ်ဗျာနော်အဲ့ဒါဆိုစမတ်ကီးနဲ့လာမယ် ABS မပါဘူးဆိုပေမဲ့နော်ကျွန်တော်တို့ UBS ဆိုတဲ့ brake system ကိုတော့သူတို့ထည့်လာပေးတယ်အဲ့ဒါဆိုတော့ဒီကောင်ရဲ့ပတ်လက်အနေထားကိုကျွန်တော်နည်းနည်းလေးလိုက်ရိုက်ပြပေးမယ်ဗျာနော်ရှိနေတဲ့ကောင်လေးကတော့ကျွန်တော်တို့ Honda Lead 125cc ကျွန်တော်တို့အဆွဲ၄ချောင်းနဲ့ပါတဲ့ကောင်လေးကျွန်တော်တို့ဆိုင်မှာ2စီးတော့ရှိအောင်မယ်ဗျာပိုင်ရှင်စောင့်နေသေးတယ်အခုကျွန်တော်ရှေ့မှာရှိနေတဲ့ကောင်လေးကတော့အဖြူမှကျွန်တော်တို့အမဲအောင်လိုင်းရန်နဲ့ဖောက်ထားတဲ့ကောင်လေးအခုကျွန်တော်ရှေ့မှာမြင်နေရတဲ့အမဲချောက်လေးတကယ်ကိုလှပါတယ်ဒီ2စီးကတော့ကျွန်တော်တို့ဆိုင်မှာရှိမယ်ဗျာအဲ့ဒါဆိုတော့ကျွန်တော်ထုံးစံတိုင်းပဲဒီကောင်လေးနဲ့ပတ်သက်တာတွေကိုကျွန်တော်နည်းနည်းလေးလိုက်ရိုက်ပြပေးမယ်ဗျာသူ့ရဲ့ဒိုင်ကောကနေပဲကျွန်တော်တို့တွေစလိုက်မယ်ဗျာနော်ဒီမှာကြီးလိုက်မယ်ဆိုရင်ကျွန်တော်တို့140ပဲပါတယ်ဒါပေမဲ့လမ်းမတွေပေါ်မှာကျွန်တော်တို့ကြီးလိုက်မယ်ဆိုရင်150ကနေပြီးတော့ကျွန်တော်တို့180အထိတက်တာတွေ့နေရတယ်ဘာတွေကိုဘယ်လိုမျိုးတွေလှုပ်ထားလဲကျွန်တော်လည်းစဉ်းစားလို့မတက်တော့ဘူးဗျာအဲဆိုကျွန်တော်စမတ်ကီးနဲ့လာမယ်ဘယ်ဘက်ရှမ်းကျွန်တော်လက်ကင်အောက်မှာဖုံးအားသွင်းတဲ့နေရာလေးပါမယ်ကျွန်တော်တို့ပစ္စည်းလေးထားလို့ရမယ်3.0 ampere တိုက်စီအားသွင်းကြိုးပေါက်ပါမယ်ဗျာနော်အဲ့ဒါဆိုတော့ဖုံးအားသွင်းမယ်ဆိုရင်လည်းလုံလောက်တယ်အရှိဘရိတ်မှာချိလိုက်မယ်ဆိုရင်လည်းကျွန်တော်တို့တွေက ABS မပါဘူးဆိုပေမဲ့ CBS ဆိုရဲကျွန်တော်တို့ brake system တော့ထည့်လာပေးတယ်စလင်ဒါတစ်လုံးနဲ့လာမယ်ဗျာနော် disc brake တကယ်မိုက်ပါတယ် single စလင်ဒါနဲ့ပဲအနောက် brake မှာချိလိုက်မယ်ဆိုရင်ကျွန်တော်တို့ drum brake နဲ့လာပေးမယ်ကျွန်တော်တရှမ်းနဲ့ဖမ်းနဲ့ဖောက်တစ်ချောင်းနဲ့သူ့ရဲ့ဒီဇိုင်းကိုကတော့ကျွန်တော်တို့တွေကလက်ခံပေးရမယ်ဗျာသူ့ရဲ့အလှတရားနဲ့သူ့ရဲ့ဒီဇိုင်းကိုကတော့ကျွန်တော်တို့တွေဘာမှအပြစ်ပြောစရာတော့မရှိဘူးဒါကတော့သူ့ရဲ့ညာဘက်ရှမ်းနော်တရှမ်းနဲ့ပဲဖမ်းပေးထားတယ်ကျွန်တော်တို့တွေသူ့ရဲ့ဒီဇိုင်းကိုကတော့ဘာမှအပြစ်ပြောစရာမရှိဘူးဗျာနော်လက်ခံပေးမှရမယ်ကျွန်တော်အနောက်ဘရိတ်ကိုကျွန်တော်တို့တွေက90 ရာခိုင်နှုန်းလောက်ညှစ်လိုက်မယ်ဆိုရင်ကျွန်တော်အရှေ့ဘရိတ်ကို30 ရာခိုင်နှုန်းလောက်သွားတယ်ဗျာဒီ CBS ဆိုတဲ့ brake system အဲ့လိုမျိုးတိထားရင်ကျွန်တော်တို့တွေကလုံလောက်ပြီအဲ့ဒါဆိုတော့ထိုင်းမှာလုံးဝမတာဝင်နေတဲ့ Honda Lead 125cc အဆွဲ၄ချောင်းနဲ့ပါတဲ့ကောင်လေးကျွန်တော်တို့ဆိုင်မှာအယောင်2ယောင်နဲ့တော့ရှိမယ်ဗျာနော်